ဖြစ်တဲ့အကြောင်းဖြစ်တဲ့ကောင်းစဉ်ကကျွန်တော်တို့ပြီးပါဖြစ်တယ်ချစ်တဲ့အကြောင်းချင်းမြတ်တာရဲ့အကြောင်းတော့ပြောချင်ဖြစ်တယ်အဲ့တော့ချင်းမြတ်တာကိုအချစ်လို့ပြောတဲ့အခါမှာကျွန်တော်ငယ်ကနည်းနည်းလေးရထားတဲ့အချင်းအချစ်ဆိုတာဘာလဲကျွန်တော်တီးလို့ခါနေပြီမေးတဲ့အခါအချစ်ဆိုတာဘာလဲကျွန်တော်တို့မေးလာတဲ့အခါအဲ့ဒီအချိန်မှာကျွန်တော်တို့ယူရတဲ့အခါအချစ်ဆိုတာအမျိုးသမီးတယောက်ရှိတယ်အဲ့ဒါပဲကျွန်တော်တို့တယ်ချစ်ဆိုတာဘာလဲမေးရင်ချစ်ဆိုတာဘာကုလရွှေရဲ့မိမတော်မျိုးရဲ့အမေကျွန်တော်ချစ်ဆိုတာဒီနာမည်လို့ပြောတယ်ဘာမှမခံစားတတ်သေးတဲ့အချိန်ချစ်တဲ့ကြောင်းကိုကျွန်တော်ဒီဘူးအဲ့တော့ကျွန်တော်အရွယ်ရောက်လာတဲ့အချိန်မှာပဲချစ်ဆိုတဲ့အရာကပြီးဆံပြလာတယ်ချစ်တယ်အဲ့တော့ဒီချစ်ချင်းမြတ်တာလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီအချစ်ဆိုတဲ့အရာကိုကျွန်တော်ခဏတချင်းတွေထဲမှာလည်းကျွန်တော်ကြားဖို့တယ်ပေါ့ရင်ကိုကပြောတယ်အချစ်ဟာမီလာဆိုတော့မေးတယ်အဲ့ဒီဆိုင်ကတော့ဘာပြောလဲဆိုရင်အချစ်ဆိုတာကဒီဝဲချက်တစ်ခုပါအဲ့ဒါနဲ့မျိုးကြီးကဘာပြောလဲဆိုရင်တော့အချို့ကပြောတယ်အချစ်ဆိုတာကရမ်းချင်းမဟုတ်ဘူးဆိုတဲ့စီးစားချင်းဖြစ်တယ်မျိုးကြီးကဘာပြောလဲဆိုရမ်းချင်းမဟုတ်ရဲ့အချစ်ကပါလဲဆိုတော့ဒီလိုပြောတော့ကကြတော့အဲ့ဒီမှာကျွန်တော်ဘာတက်တွေ့ရမလဲဆိုရင်နောက်တစ်ယောက်ကခါပြန်ဆိုတယ်ဘာလဲဆိုရင်အချစ်ဆိုတာကပြန်ကောင်းလို့လေရအောင်တော့ရနောက်တစ်ယောက်ကဆိုပြန်ရောအဲ့ဒါနဲ့ဒီအချစ်ကိစ္စကမေးနဲ့နောက်တစ်ယောက်ကဘာပြောလဲအချစ်ဆိုတာဘာလဲပြီးတော့ဝင်တယ်ခုဘယ်သူမှပြုတ်ပြီးမှုစဉ်းစားကြည့်ပါဘူးအဲ့လိုမျိုးပြောတယ်ဒီအချစ်ကိုမျိုးစုံတော့တိတ်ပြောတယ်ကျွန်တော်မပူညီဘူးခိုင်လုံတဲ့သူတို့ရဲ့အောက်ထားတွေနဲ့သူတို့တိတ်ပြန်ကြတယ်ဒီမတင်တဲ့ဆောင်းပြောတယ်ဒီဘာဝင်ရဲ့ရွေးကောင်းတဲ့ချင်းကဒီတော့ဂီတာရှိဖို့အဲ့ဒီအချိန်မှာတော့ချစ်တဲ့သူရှိတယ်ခုချိန်ကျတော့ဂီတာရှိဖြစ်သွားပြီဒီလိုခါကျတော့အဲ့ဒီတွေပြောက်သွားတယ်ဒီမှာကျွန်တော်လေးဘာလို့လဲအဲ့ဒီချင်းတွေကကြောင်းနေချင်းရှိတယ်အခြေအနေပေါ်မှာကျွန်တော်တို့ဒီပြီးမှချစ်တဲ့အရာလာတဲ့အခါကျတော့သူတို့တည်ငြိမ်မှုမရှိဘူးအခြေအနေပေါ်မှာကြည့်ပြီးမှပြောင်းလဲလာတဲ့ဖြစ်တယ်ကျွန်တော်မျိုးသမီးဆိုလည်းကျွန်တော်ဆလန်ပေါ်ဒီဖြစ်တယ်အခုချိန်ကျွန်တော်အပစ်ပေါ်ဖြစ်တယ်အဲ့ဒီချိန်မှာဆိုရင်သူကဖြည်းဖြည်းပြောင်းလဲချိန်ပြောင်းလဲတယ်အရင်ကကျွန်တော်တို့ကမြင်တဲ့အရာတွေမတူညီလာတယ်တော့အဲလိုလူရဲ့အချစ်ကကျွန်တော်တို့ကပြောင်းလဲတယ်ဆိုတော့အချစ်ဆိုတာဘာလဲမတိုက်ဘေးမဆိုင်မတိုက်ပါဖြစ်လေချစ်ဆိုတာဘာလဲကျွန်တော်တို့ချစ်ဆိုတာဖတ်တည်တယ်။ဒါမျိုးရတာတည်တယ်။ရောပါတယ်။အဲ့ဒီချစ်ဆိုတဲ့အရာကြီးကကိုကချစ်အရာရဲ့အရာပင်မလို့ကျွန်တော်တို့ခင်။အဲ့ဒီဆိုတဲ့အရာရှိတယ်အဲ့ပါလို့။အဲ့ဒီချစ်ချင်းကိုခံရရင်လည်းအဆက်တော့။အဲ့ဒီချစ်ချင်းကိုခံရတယ်လို့ပြောတယ်ဒုက္ခတက်တာပဲ။သူကအလုံးမလုံးလာတဲ့ချေပြည့်စီတော့ခံရတယ်။မြေကတော့လို့ခံရတယ်။သူကမှစကားပြောလို့မရအဲ့လိုချစ်ချင်းခံရတယ်ဒီမှာလည်းဒုက္ခပဲ။ချစ်နေရတဲ့ဒုလာနဲ့ဒုက္ခပဲ။အဲ့တော့ဒီရဲ့အကြောင်းကကျွန်တော်ပြောလို့မဆုံးနိုင်ဘူးဆိုတော့မျိုးစုံတဲ့အတိတ်တွေရှိတာဖြစ်တယ်အဲ့တော့ကျွန်တော်တမန်ကျမ်းစာမှာကြတော့အချစ်ကိုဘယ်လိုမျိုးကျွန်တော်အတိတ်တွေဖွင့်ဆိုထားတယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်မှာလတ်တာတူတယ်မြန်မာစကားလည်းအချစ်ပဲချစ်မြတ်တာပဲပေါ့ဒါပေမဲ့ကျွန်တော်တမန်ကျမ်းစာတမန်တိတ်ကျမ်းကိုဂရိနဲ့ရေးထားတာဖြစ်တဲ့အတွက်ဒီချစ်ချင်းမြတ်တာအကြောင်းကိုရေးတဲ့အခါမှာသူတို့က၄မျိုး၄စားဖွင့်ကြပြီးမှရေးထားတယ်တွေ့ရတယ်။တော့ဘုရားသခင်ရဲ့ချစ်ချင်းလို့ပြောတဲ့ခါတိုင်းမှာသူတို့ကအကဘေဆိုတဲ့အကြောင်းအရာကိုအကဘေမြတ်တာဆိုပြီးမှသူကထည့်ရေးလို့ရှိတယ်။အဲ့ဒီရဲ့ချစ်ရဲ့အကြောင်းကိုကျွန်တော်တေချာတိသွားတဲ့ခါမှာအော်ဒီဘုရားရဲ့ချစ်ချင်းကကျွန်တော်တို့ပုံမှန်အချင်းနဲ့တူဘူးဆိုတော့ဖွင့်ကြတာဖြစ်တယ်။အဲ့တော့ဘာလို့ချစ်ကဘယ်လိုလဲ arrow လို့ခေါ်တယ် arrow လို့ပြောင်းလို့တော့ကျွန်တော်အတန်တက်ကမကောင်းဘူး။ arrow ဆိုပြောတယ်အဲ့ဒီချစ်ချင်းကတော့သမီးစားချစ်လို့လင်ပြားအချစ်အဲ့ဒီပါလဲဆိုကိုယ့်ရဲ့အတ္တစိတ်ကိုအခြေပြုပြီးမှကျွန်တော်အိုင်ဆန်ခြင်းနဲ့စိတ်ကြောက်ခြင်းနဲ့စိတ်အဲ့ဒီတရားပေါ်မှာကိုတည်ထားတဲ့အချစ်မျိုးကိုတို့အဲ့လိုတုံးတာဖြစ်တယ်ဘုရားဘာသာမှာလည်းသူကတူနေတာဖြစ်တယ်ဘုရားဘာသာမှာတော့ဘယ်လိုခေါ်လဲဆိုရင်အဲ့ဒီအချစ်ကိုတက္ကပိမလို့ခေါ်တာဖြစ်တယ်ဘာလဲဆိုရင်ချစ်သူကိုယ်ကိုညစ်တာအဲ့လိုသူတုံးတယ်နောက်တစ်ခုအားလုံး
ကြီးလို့ခေါ်တယ်အဲ့ဒီစတိုကြီးကြတော့မိသားစုဝင်တွေချင်းကိုပြောတာဖြစ်တယ်အဲ့ဒီအရာလည်းတည်ငြိမ်မှုမရှိဘူးအပြောင်းလဲရှိမိသားစုထဲမှာအစဉ်တတယောက်ပြောသွားတယ်လေဆရာမပြောပါဒီဘုံမှာထဲမှာဆင်းရဲတဲ့အခါဘယ်ချက်ချက်ဆက်ဆက်အဲ့ဒီအချက်ကလည်းတည်ငြိမ်မှုရှိဘူးပြောင်းလဲမှုရှိဘူးတွေ့ရတယ်အဲ့ဒီအချက်ကိုဘယ်မှာဆွေးရတယ်ဘုရားဘာသာမှာလည်းကံဟိတိတအိမ်မှာလူတွေမှာမိသားစုအဲ့မှာလည်းတော်တော်ရှိနေတာဖြစ်တယ်အဲ့တော့တော့ဘာလဲဆိုရင်ဖိလျောအဲ့လိုမျိုးထွက်တဲ့အတန်တွန်းနဲ့ချစ်တဲ့ချစ်အဲ့ဒါကတငယ်ချင်းချစ်တဲ့ချစ်နောက်တငယ်ချင်းအပေါ်မှာအရင်ချစ်ခင်တွေ့တာလည်းအချင်းမျိုးနဲ့ချစ်တဲ့ချစ်ဆိုပြီးမှအဲ့လိုဓမ္မကျမ်းစာထဲမှာရှိတယ်လို့ဘုရားဘာသာမှာလည်းဘယ်လိုရှိတယ်ဆိုရင်တဟဇာတာပေမဆိုပြီးမှလူမျိုးရဲ့အချစ်မြတ်တာဆိုပြီးမှအဲ့မှာလည်းရှိတယ်အဲ့တော့နောက်တစ်ခုကဘာလဲဒီလိုပြောတယ်အဂပေမြတ်အဂပေချစ်အဲ့ဒီအဂပေကြတော့သူကဘလို့ချင်းမျိုးလို့ဆိုရင်ဘုရားသခင်ရဲ့အဆုံးအစမရှိတဲ့မေတ္တာအဲ့ဒါကိုဘာလို့ပြောရဲဆိုရင်အနန္တမေတ္တာကိုပြောတာဖြစ်တယ်အဆုံးအစမရှိတဲ့မေတ္တာ infinity အဲ့ဒီမေတ္တာကိုတော့သူတို့ဂရိကအာဂပေလို့သုံးထားတယ်ဖြစ်တယ်အဲ့တော့ဘုရားဘာသာမှာကျဘယ်လိုသုံးလဲဆိုရင်မြင့်မြတ်သောသူတို့ဤလောကကိုချစ်ပြီးဖြူစင်ကျေပြန့်သောမေတ္တာသူတို့အဲ့လိုသုံးတယ်ပါရမီမေတ္တာဆိုပြီးတော့သူတို့ကလည်း၄မျိုးလေးစားရှိတယ်လို့ဂရိမှာလည်း၄မျိုးလေးစားရှိပြီးအတိတ်ကဖွင့်ဆိုမှုကလည်းအနည်းဆုံးပူညီနေတယ်တော့ကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့တော့ဒီအာဂပေမေတ္တာအကြောင်းကိုကျွန်တော်တို့ကဒီထဲမှာဓမ္မတိကျမ်းတစ်ခုလုံးမှာဟောဘုရားရဲ့ချစ်ချင်းမေတ္တာကိုပေါ်ပြတဲ့ခါတိုင်းအဲ့ဒီအာဂပေဒီကိုကျွန်တော်ထည့်ရေးထားတဲ့အခါမှာဘယ်တော့ဒီပါလဲဆို142ကြိမ်တိတိကျွန်တော်ထည့်ထားတယ်အဲ့ဒီမေတ္တာကတော့တဲ့ခွင့်လွှတ်နိုင်တဲ့မေတ္တာဖြစ်တယ်တစ်ဖက်ဖက်ချစ်တဲ့မေတ္တာဖြစ်တယ်ကိုယ့်ကိုကောင်းချစ်နေတာဖြစ်တယ်ဘလို့ပြောရမလဲဆိုရင်ရှင်းပြလို့မရနိုင်တဲ့အချင်းမျိုးနဲ့ချစ်တာတစ်ဖက်ကချစ်တယ်ချစ်လို့ကိုချစ်နေတဲ့အချစ်ဖြစ်တယ်မိဘနဲ့တာသမီချစ်တာတဲ့ပို့တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်နိုးဆိုတဲ့ငယ်ကိုမေ့တော့ဘုရားကမမေ့ဘူးဆိုတဲ့အချင်းမျိုးဖြစ်တယ်ပြီးရင်တော့ပါလဲဆိုအဖေကဒီလိုသားသမီးတွေကိုချစ်တဲ့အချင်းမျိုးအဖေရဲ့အချင်းမျိုးရောအမေရဲ့အချင်းမျိုးရောအဲ့ဒီကကာလုံးခုကဲတော့မေတ္တာရှိတဲ့ဘုရားစီမှာအဲ့ဒီလိုအချင်းမျိုးရှိတာဖြစ်တယ်ပြီးရဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကတော့ဖတ်သွားတယ်ကျမ်းစာထဲမှာကျွန်တော်တို့ဗာတွေ့ရလေဆိုတဲ့အခါကျတော့ပြန်ပြောပြမယ်အဲ့မှာဗာတွေ့ရရှိရင်ရှင်းပါတော့တင်ရောလေအခန်းငယ်ရှင်းမှာဘုရားသခင်ကိုတိတော်သူချစ်ချင်းမရှိတော့သူဒီဘုရားသခင်ကိုမသိဘူးတော့တယ်အကြောင်းကဘုရားသခင်ချစ်ချင်းမြတ်တာဖြစ်တော့ဘုရားချစ်ချင်းမရှိဘူးဆိုရင်သူကဘာဖြစ်လဲဘုရားကိုမသိဘူးအဖြစ်လို့တဲ့ဘုရားသခင်ကိုယ်တိုင်ကချစ်ချင်းမြတ်တာဖြစ်တယ်ချစ်ချင်းမြတ်တာကဘုရားဖြစ်တာဟုတ်ပြီဘုရားသခင်ကိုယ်တိုင်ကချစ်ချင်းမြတ်တာဖြစ်တယ်အဲ့တော့တဲ့အထက်မှာချစ်ချင်းမြတ်တာမရှိဘူးဆိုရင်သင်ကဘုရားကိုမသိဆိုတဲ့အတိတ်ဖြစ်တယ်အခါကျတော့ကိုယ့်ကိုယ်ကိုဘုရားကျွန်တော်တို့ရှိနေတယ်ကျွန်တော်တို့ဘုရားကိုသိနေလို့ဖြစ်တယ်အဲဒါတကယ်တော့ကျွန်တော်တို့ကအဲ့ဒီချစ်ချင်းမြတ်တာကျွန်တော်တို့ကရှိတာမရှိတာကိုယ့်ကိုယ်သိချင်တယ်သိချင်ဆန်းစစ်ကြည့်မှာပေါ်လာဒီလိုမျိုးကျွန်တော်တို့စစ်ကြည့်လို့ရတယ်ကျွန်တော်တို့ကခဏနာကြည့်အောင်လုပ်တယ်ကျွန်တော်တို့ကခဏအောင်လုပ်တဲ့သူကျွန်တော်တို့ကခဏစိတ်ပြည့်စေတဲ့သူအဲ့ဒီသူကိုသင်ကရှင်းနိုင်သေးတယ်သူကဥနီလာတွင်တင်ပေးနိုင်သေးတယ်ဆိုရင်အဲ့လိုမျိုးဆိုရင်သင်ကမှအဲ့ဒီချစ်ရှိအဲ့လိုမျိုးခွင့်လို့နိုင်တော့အချစ်ရှိတယ်ဆိုရင်သင်ကမှအဲ့ဒီအကပေဆိုတဲ့မေတ္တာသင်ကမှရှိဒါကသင်တော်လုံးထွက်လာတာမဟုတ်ဘူးအဲ့ဒါကဖျားအဖြစ်ထွက်လာတဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ဒါကြောင့်ယေရှုကကျွန်တော်တို့ကိုတုံတင်တဲ့အခါမှာကျွန်တော်တို့မလုံးနိုင်တဲ့အရာကြီးတွေကိုကျွန်တော်တို့ကိုတုံတင်တာဖြစ်တယ်မကြီးကျွန်တော်ကြီးပဲသူဘာလုပ်ခိုင်းလဲမတ်တဲအခန်းကြီး9 43 44မှာတွေ့တယ်ရန်သူကိုချစ်ပါကျွန်တော်လုံးနိုင်မလဲလားရန်သူကိုချစ်ဖို့လေကျွန်တော်ဥပမာတစ်ခုပေးမယ်မင်းမိုက်ကြိုက်ကိုကျွန်တော်မင်းမိုက်ကြိုက်ရေယမီတဲ့ဒီထဲမှာဒီလိုကြီးမင်းအောင်လည်းတားတယ်မင်းအောင်ထိုင်နေတယ်တဲ့ပတ်သက်ရှာရှိအဲ့တရားကိုသင်ကတယောက်ကိုပဲရွေးပြီးပေးရမှာဆိုရင်
ဒီဂျေရမီကိုပဲပြီး ဒါပေါ့ကျွန်တော်လည်းအဲ့လိုပဲတွေးမှာပဲဘာဖြစ်လို့လဲဆိုရင်ရန်သူကိုချစ်ပါလို့ပြောထားတယ်အဲ့ဒါဘာဖြစ်လဲကျွန်တော်တို့တကယ်ကိုပဲရွေးချယ်ရမှာမဟုတ်ဘူးကျွန်တော်တို့ကဆိုးရဲဆိုတာတမီးကိုပဲကျွန်တော်တို့ဆိုးရဲဆိုရင်တော့မှရန်သူရဲ့တာသမီးကိုကျွန်တော်မပေးနိုင်ကျွန်တော်တို့ရဲ့တာသမီးကိုပဲပေးမှာဖြစ်တယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်မတန်ပါ46 48မှာဆိုရင်တင်တို့ကိုချစ်တော်သူအဆွေမျိုးတို့ကိုဘုံပဲချစ်တယ်ဆိုရင်တဲ့ပါထုလေပါအားရကောင်းကျိုးရှိတယ်ပါကျေးဇူးရှိတယ်လူတော်တွေအကုန်ခံနေတော့အဲ့လိုလုပ်နိုင်တယ်ကိုယ်ဆွေမျိုးကိုလောကကိုပြုတ်မယ်ကိုယ့်ရဲ့ပါလေကိုချစ်တဲ့လူတွေကိုပဲကိုကဒီလိုမျိုးချစ်တော့ပြန်တယ်ဆိုရင်ပါထုလေဒါကြောင့်ခင်ဗျားကဘာပြောလဲဆိုရင်တင်တို့မလုပ်နိုင်တဲ့ခင်တဲ့အရာကြံသူကိုချစ်ပါလူတွေကိုချစ်ပါဆိုတဲ့အရာကျွန်တော်ပြောတဲ့အခါအဲ့ဒီအရာကကျွန်တော်တို့အသွေးအသားနဲ့ကျွန်တော်တို့စဉ်းစားရကျွန်တော်လုပ်တယ်အဲ့ဒါသိချတယ်အဲ့ဒါမတိတ်ကမှားတာမဟုတ်ဘူးဒါပြလို့လေအဲ့ဒါသိချတယ်ဒါကကျွန်တော်တို့လုံဖြစ်တယ်ဖြစ်အဲ့တော့ကျွန်တော်တို့ဆွေမျိုးလာတဲ့အခါကျွန်တော်တို့အပေါင်းဆုံးတဲ့ခါတိုင်းကျွန်တော်တို့ချစ်တဲ့သူတွေကိုကျွန်တော်တို့အပေါင်းဆုံးချစ်တော့ပြုတ်နေတယ်ဒါကလူတိုင်းလုံးနေတိုးတော့ကိုယ့်ရဲ့ရန်သူကြီးကိုလုံကျွေးဖို့ကိုယ့်ရဲ့ရန်သူကိုဆက်ပြီးမှချင်းပြင်းချင်းနေဖို့ဆိုတာကကျွန်တော်တို့လွယ်တဲ့အလုပ်မဟုတ်တော့ဘူးအဲ့ဒီຢာကဘယ်လိုဖြစ်လို့လုံးနိုင်တာလဲဘယ်လိုအချင်းချင်းမှလုံးလို့ရတာလဲဆိုတာကကျွန်တော်သိဖို့လိုတာဖြစ်တယ်အဲ့တော့ဝိပဿနာခန်းကြီး19အခန်းငယ်18မှာဘာပြောလဲဆိုရင်သင်အမျိုးသားချင်းသည်သင်ကိုပြင်မလို့ရင်ကိုယ်တိုင်အဖြစ်ပြန်လေးကိုတော့ရအညိုမထားရကိုယ်နဲ့ဆက်ဆိုင်တော့သူကိုယ်နဲ့အမြချစ်ရမည်ဆိုတဲ့အခါကျတော့ဒါတော့မခွင့်ချသေးဘူးတော့အမျိုးသားလို့ပြောတာအမျိုးအချင်းချင်းပဲပြောသေးတယ်အဲ့ဒါတော့ပြင်မရင်မတော့ပြန်နဲ့နော်ပြီးရင်အညိုမထားတဲ့ကိုယ်နဲ့ဆက်ဆိုင်တော့သူကိုယ်နဲ့အမြချစ်ရမယ်သူပဲဒါပေမဲ့ဟောင်းပါလေကပြညတ်သားပြီးတာပြီးရင်ပြောင်းရကြအခန်းကြီး6ခန်း5ဆောင်းတော့တင်းရဲ့ပြအားတဲ့တကယ်ကိုစိတ်နှလုံးအဖြစ်နဲ့တရှိတဲ့များကိုအားတဲ့အစောတတ်တဲ့များဆောင်းကိုချစ်တော့ကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ဆရာကဘာပြောလို့လူတွေကိုပြချစ်နေတယ်ဆရာကိုချစ်လို့ပြောလို့ရမျက်စိရှိမှမြင်နေတဲ့လူကတော့မချစ်နိုင်ပဲနဲ့ဆရာကိုချစ်တယ်ဘုရားကလည်းရပါတယ်တော့ဖြစ်တယ်ဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ဒီလိုမျိုးချစ်ပါလို့ပြောတဲ့အရာကိုဒီအချစ်ကိစ္စကကျွန်တော်တို့လွယ်တော့မလွယ်ဘူးဖြစ်တယ်ဒါကြောင့်အခုယခုကာလမှာလည်းကျွန်တော်တို့အရှားပါဆုံးကအဲ့ဒီချစ်ချင်းမြတ်တာဖြစ်ကျွန်တော်တို့လူတွေဟာတယောက်ကိုတယောက်မချစ်နိုင်ကြဘူးလူတွေဟာတယောက်ကိုတယောက်မကူညီနိုင်ကြဘူးလမ်းမှာတမန်တိုက်တာမြင်ရင်လည်းဘာမှအင်းစစ်စစ်ကြိုက်ကြည့်ပြီးမှဗီဒီယိုရောက်ပြီးမှ live လုပ်နေတဲ့ဒီကိုရောက်ကိုလည်းမဆိုင်ဘူးလို့ပဲဘာမှကျွန်တော်လုပ်ပြီးလုပ်ခဲ့တဲ့ကျွန်တော်ထောင်းတဲ့ထောင်းတဲ့73လောက်မှာတည်းကဒီကြားလိုက်အိမ်မှာကျွန်တော်တတိတယ်။ဒါများတိုက်ခါရတာဖြစ်တယ်။အားလုံးမှာလူကင်းချက်ပြီးမှသူ့ဘောင်းလေးရတော့ပတ်စံအိမ်လူကအားတိုင်းရအတိုင်းမရက်ပြီးမှကြည့်နေတာဗီဒီယိုပဲရိုက်နေတာဖြစ်တယ်။အားမဘသူမှမစင်နေဘူးဆိုတော့တွေ့ရတယ်။ဘာဖြစ်လို့လဲချစ်ချင်းမြတ်တာကကျွန်တော်အရန်ခေါင်းပါသွားတယ်။လောကကြီးမှာခေါင်းပါဆုံးအရာကြပါဆိုရင်စိတ်လည်းမဟုတ်ဘူး၊ရွှေလည်းမဟုတ်ဘူး၊ငွေလည်းမဟုတ်ဘူး။ချင်းမြတ်တာဖြစ်တယ်။အဲ့ဒီချင်းမြတ်တာကအခုအရန်ကိုရှားပါသွားတယ်။အဲ့တော့ကျွန်တော်တို့အဲ့ဒီအကြောင်းကိုပဲမှာတော့သိချင်တယ်ဆိုပဲမှာတော့ပါတယ်ဆိုရင်တိတော့ဒီလိုလေဩဝါဒကဒုတိယကောင်ခိုင်းပြီးတော့ခန်းငယ်တစ်ကနေငါ့ကိုဖိုက်တွေ့လူတွေကလောဘတွေကြီးလာလူတွေကအတ္တတွေကြီးလာလူတွေကမကောင်းတဲ့အရာတွေနဲ့ပဲပြည့်နေပြီးလူတွေဘာကိုချစ်တယ်ဆရာကဘာဖြစ်လဲအချင်းချင်းချစ်ကြရန်သူကိုချစ်ကြပါလို့လူတွေကဘာကိုချစ်လဲကိုယ်ကိုချစ်အတ္တတွေနဲ့ပဲတို့ကပြည့်နေတယ်ဒါကြောင့်ဒီဘုရားသခင်ယေရှုခရစ်တော်ပြောတဲ့အရာကကျွန်တော်တို့ဘယ်လိုလုပ်နိုင်လဲဒါကကျွန်တော်တို့ပြဿနာကိုဖြစ်နေပြီပြီးရင်ကိုထပ်ပြီးပြောထားရတယ်နော်ငါဒီတင်တို့ကိုချစ်ပြီးနေလို့တင်တို့ဒီအချင်းချင်းချစ်ကြတော့ရော7330နေမှာပေါ်ပြတာငါဒီတင်တို့ကိုချစ်ပြီးနေလို့တင်တို့အချင်းချင်းချစ်ကြတော့ဆိုတော့ကသူကဘယ်လိုကျွန်တော်တို့ချစ်တာလဲအသက်ပေးတဲ့အဖြစ်ကိုချစ်နော်အဲ့တော့ကျွန်တော်တို့ကအချင်းချင်းအသက်ပေးတဲ့အဖြစ်ကျွန်တော်တို့ချစ်နိုင်ရလားဒါကကျွန်တော်တို့ဖြစ်နိုင်ရလားဒါကကျွန်တော်တို့လှုပ်ဆောင်နိုင်ရလားကျွန်တော်ပြန်လဲကျွန်တော်ဆုံး
ကိုကိုစင်ချင်းကြည့်တဲ့အခါကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့တော့ဖြစ်တယ်ကျွန်တော်တို့ဒီလူသားဖြစ်အတွေ့အကြုံနဲ့တိဆောက်ထားတဲ့သူတွေဖြစ်တဲ့အတွက်ဘုရားရဲ့ပြည့်ညတ်ထားတဲ့လမ်းထဲမှာကျွန်တော်တို့ကလုံးဝမလိုက်နိုင်ဘူးဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်တကောလုံးတဲ့3စနစ်14မှာဆိုရင်လည်း314မှာပြောတယ်ဆိုရင်စုံလင်ခြင်းအဖွဲအစည်းဒီဟူသောချစ်ချင်းမေတ္တာကိုထိုက်၍ယူတင်ဝတ်ဆောင်ကြတယ်အဲ့မှာကျွန်တော်ချစ်ချင်းမေတ္တာကိုပြောတာယူဆောင်ဖို့ဝတ်ဆောင်ကြပြောတဲ့အခါလူအင်းကြီးဝတ်သူပြောချင်တာမဟုတ်ပဲနဲ့အသက်တာထဲမှာအဲ့ဒီစုံလင်ခြင်းဖြစ်တဲ့ဒီချစ်ချင်းမေတ္တာနဲ့တွားဖို့ပြန်တယ်ဘုရားကအလိုတော်ရှိတာဖြစ်တယ်။ဘောလူကလည်းကျွန်တော်တို့ဒီအရာကိုကျွန်တော်တို့ပေါ်ပြတာဖြစ်တယ်။အဲ့တော့လောကမှာဘုရားကိုကျွန်တော်တို့ပြောတဲ့အခါမှာနော်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဆိုတဲ့ဒီချက်လုံးချက်နဲ့ကျွန်တော်တို့ခရိယာတွေရဲ့ကျွန်တော်တို့အသက်ရှင်နေတာဖြစ်တယ်။အဲ့ဒီအထက်မှာတိကို73မှာပြောဆိုတယ်အဲ့ဒီယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်ရရှိတယ်။ဤသုံးပါးမှာချစ်ခြင်းမေတ္တာဒီအမျက်ဆုံးဖြစ်တယ်လို့ပြောပြတယ်ချစ်ချင်းမေတ္တာအများဆုံးဖြစ်တယ်။ဒါပေါ်လို့ဘာသာပြောလဲဆိုတဲ့ခါကျတော့ကောင်းကင်တမန်စကားပဲတက်တက်ကျွန်တော်တိကိုစတုံးတိကနေတော့မှာဖတ်တယ်။ဘာပညာပဲတက်တက်ဘာသိပဲတက်ဒီမှာတက်တက်တော့ဘာတော့ပဲဟိုကတောင်းနေကိုရွှေ့နေရုံကြည့်ချင်းမရှိချစ်ချင်းဘာမှမဟုတ်ချစ်ပဲနော်အတန်ပေးတဲ့လင်းခွင်းလိုပဲနော်အတန်ပေးတဲ့ဘုံပြာလိုပဲအဖို့ပဲချတယ်ဘာမှမလုပ်လို့မတီးဘာမှမပြီးလို့အဲ့ဒီတော့ပဲချစ်ချင်းမေတ္တာမပိုင်ဘာမှမဟုတ်ဘူး။နောက်ဆုံးကိုခန္ဓာကိုမိတင်ရွှေ့ပူဇော်ရင်လည်းချစ်ချင်းမေတ္တာမရှိရင်အဲ့ဒါချင်းကြီးပဲ။ဘောလုံးကအပြက်ပြောတယ်။ဆိုတော့ကကျွန်တော်တို့ရဲ့အသက်တာထဲမှာချစ်ချင်းမေတ္တာရှိဖို့ချစ်ချင်းမေတ္တာထားနိုင်ဖို့ကျွန်တော်တို့သိတယ်။လုပ်နိုင်ရဆိုတော့လည်းကျွန်တော်တို့မလုပ်နိုင်ဘူး။ဒါဆိုရင်ဘာကြောင့်လဲ။အဲ့ဒီအဖြစ်ကိုလည်းကျွန်တော်ပြောပြချင်တယ်။ဘာကြောင့်ကျွန်တော်ကအဲ့လိုချစ်နိုင်နေတာ။ဘာကြောင့်ကျွန်တော်ကအဲ့ဒီအရာမဖြစ်နိုင်ဘူး။ကျွန်တော်စဉ်းစားဖို့လိုတာဖြစ်တယ်။အဲ့တော့ကျွန်တော်ခုနတိယောအခန်းကြီး၄အခန်းငယ်16ကျွန်တော်တို့ပြန်ဖတ်။ခန်းငယ်16မှာပြောတယ်ဘုရားသခင်သည်ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့သည်သိ၍ယုံကြည်ကြ၏ဘုရားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏ချစ်ချင်းမေတ္တာ၌တည်တော်သူသည်ဘုရားသခင်၌တည်၏ဘုရားသခင်သည်လည်းထိုသူ၌တည်တော်မူ၏ဘာလဲဒီဆိုချင်တာနော်အပေါ်ရောဖတ်ပါအပေါ်မှာတည်တဲ့ဒီမှာတည်တဲ့ဘာလဲတည်လို့တည်နေမှာကျွန်တော်တို့နားမလည်နိုင်ဘူးနော်တေးချာချာစဉ်းစားဆင်ခြင်ဖြစ်ဟုတ်ရထုတ်ကြည့်တယ်ကတော့ဘာလဲဆိုကျွန်တော်တို့လူစိတ်ကထင်တဲ့အခါဘယ်လိုထင်လဲဆိုရင်ကျန်းစာသွားလာကိုကြည့်တဲ့အခါမှာဘာလဲဆိုရင်ကျွန်တော်တို့ကလူတွေကိုချစ်မှဘုရားရှင်ကကျွန်တော်တို့ထဲမှာတည်မယ်လို့ကျွန်တော်ပေါ်ရနေတဲ့ထင်ပါတယ်ဟုတ်တယ်မလားကျန်းစာအသွားလာကိုအဲ့လိုကြည့်တဲ့အခါမှာကျွန်တော်တို့ကချစ်မေတ္တာရှိမှဘုရားသခင်ခိုင်းထားတဲ့အရာတွေကိုလုပ်မှဘုရားလူတွေကိုချစ်မှအရာတွေကိုချစ်မှဘုရားကကျွန်တော်တို့ထဲမှာတည်မယ်ဆိုရင်အတုထဲမှာဘုရားရှိတယ်ဘာဖြစ်လို့လဲဘသူကမှအတ္တပေါ်မှာတိဆောက်ထားတဲ့အချစ်တဲ့အဲ့ဒီအတ္တဘေဆိုတဲ့အချစ်သူ့ရှိမှာမရှိအဲ့ဒီအချစ်ကိုပိုင်ဆိုင်ထားတာယေရှုပြောတယ်အဲ့ဒီမေတ္တာကိုပိုင်ဆိုင်ထားတဲ့သူကယေရှုရှိမှာပဲရှိအဲ့တော့ယေရှုကကျွန်တော်တို့ပြောထားတဲ့အရာရှိတယ်ယောဟန်15အခန်းကြီး15အခန်းငယ်73မှာဆိုရင်ကိုယ်အဆွေတို့အဖို့အလို့ငါကိုယ်အသက်ကိုဆွန်ချင်းမေတ္တာထက်တာ၍မြတ်တော်မေတ္တာသည်အဘယ်သူ၌မြတ်မရှိဒီထက်ကောင်းတဲ့မေတ္တာဒီထက်ပါတဲ့မေတ္တာဘယ်သူမှမရှိတော့အဲ့ဒီမေတ္တာကပါလဲဆိုရင်အဲ့ဒီအာဂဗေမေတ္တာဖြစ်တယ်အဲ့ဒီအာဂဗေမေတ္တာအဆုံးအစမရှိတဲ့အနန္တမေတ္တာအဲ့ဒီမေတ္တာကဘယ်သူမှမရှိတာဆိုရင်ယေရှုခရစ်တော်စီမှာပဲရှိတယ်ခမည်းတော်ဘုရားကလွဲလို့တခြားဘယ်သူစီမှာမရှိဘူးဒါဆိုရင်ကျွန်တော်တို့ကိုချစ်ခိုင်းတဲ့အဲ့ဒီအရာကဘာလို့သူကပြောတာလဲဆိုတဲ့ခါကျကျွန်တော်တို့တတ်မှတ်ထားတဲ့စိုက်ခြင်းတစ်ခုပြောတာကျွန်တော်တို့မလုံနိုင်ဘူးဆိုတော့ကျွန်တော်တို့ဘုရားကသိပြီးသားတို့ကဘာကြောင့်ခိုင်းတာအဲ့ဒီအဖြေကိုရှာစေရတာဖြစ်တယ်ရှာလိုက်တဲ့အခါမှာကျွန်တော်တို့မလုံနိုင်ဘူးဆိုတော့သိပါဒါဆိုရင်ကျွန်တော်တို့ဒီလူတွေကဘာလို့ထင်လဲကျွန်တော်တို့ထဲမှာလူတွေကကျွန်တော်တို့လူတွေကိုဘုရားခိုင်းတယ်ပြင်းပြနေတဲ့ကျွန်တော်တို့ကချစ်နိုင်မှဘုရားကကျွန်တော်တို့ထဲမှာတည်မယ်ဆိုပြီးမှကျွန်တော်တို့က
အပေါ်ရန်ကြောနဲ့ကြည့်ထင်သွားတဲ့အခါကျွန်တော်တို့အမှတက်ဆရာဝဲတော့ပါပဲကျွန်တော်တို့ကတကယ်တော့မလုပ်နိုင်တာဒါဆိုရင်ကျမ်းစာကနေနားတဲ့စေခြင်းတဲ့အရာဒီပါတယ်ဆိုရင်ကျွန်တော်တို့ကလူတွေကိုချစ်မှဖခင်ကကျွန်တော်တို့ထဲမှာတည်မှာမဟုတ်ဘူးဒါဆိုရင်အဲ့ဒီတိုင်ယူဆိုင်ကျွန်တော်မှာဘယ်လိုဖြစ်မှာလဲဆိုရင်သင်အထဲမှာသင်နဲ့ကျွန်တော်ရဲ့အထဲမှာအဲ့ဒီအကဘေမေတ္တာရှင်အဲ့ဒီချစ်မေတ္တာရှင်ကြီးကလာပြီးမှဒီထဲမှာကျင်းဝစံပယ်တည်နေမှသာလေအဲ့ဒီရန်သူကိုသင်ချက်လာမှာဖြစ်တယ်အာမင်အဲ့ဒီလိုကျွန်တော်နားလည်သွားမှာတတ်မှတ်ထားတဲ့ပြည့်ညတ်တွေအကုန်လုံးကိုသင်ကြအောင်သင်လုံးနေသွားသင်ခွင့်လုံးနေသွားမယ်ဘာလို့တဲ့ပုံမှာဘာလာပါလိပဲပြောအဲ့ဒီလိုတက်ကိုကြီးတော့သင်ပြီးဖို့အစဉ်မရှိဘူးဖြစ်တယ်ပုံမှန်အချင်းမျိုးနဲ့တွားရင်တော့တက်ခါပူနေတယ်နှစ်ခါပူနေတယ်အဲ့ဒီမှာယေရှုလည်းမသိတတ်ဘူးယေရှုလည်းကမ်းတယ်အတင်းလည်းပြောသေးတယ်နောက်တစ်ခါကိုကြီးတော့ရုံသင်ပြီးတော့ပါလဲဆိုကျွန်တော်ပုံမှန်အချင်းနဲ့တွားလို့ဖြစ်တယ်တကယ်အာသဝိမေတ္တာရှင်ကတဲ့အထက်မှာကျင်းဝင်လာပြီဆိုရင်တင်ကအမှန်မရှိတဲ့လူပဲပါလဲဆိုရင်ထပ်ပြီးဘလုံးပဲကိုကြီးကတောင်းနေပါစေတင်ပြီးမှာပဲဖြစ်တယ်တင်ကိုကြီးအောင်မှာပဲဖြစ်တယ်ဘာဖြစ်လဲအဲ့ဒီမေတ္တာရှင်တင်ထဲမှာကျင်းဝင်နေပြီဆိုရင်တင်ကမလုံနိုင်တော့လူတွေပုံမှန်မလုံနိုင်တဲ့အရာတွေကိုတင်လုံလာတယ်ဖြစ်တယ်ဆိုတော့ပြောချင်တာဖြစ်တယ်အဲ့တော့အဲ့ဒီအချစ်ကမလွယ်ဘူးဒါကြောင့်ကျွန်တော်တို့လူလောကမှာရှိတဲ့အချစ်အကြောင်းကိုနည်းနည်းပြောတချို့အချစ်တွေကကျွန်တော်အစင်းရဲ့ဒုက္ခရောက်နေတယ်ဒါကြောင့်ကျွန်တော်အထက်ကိုတင်ဝင်လာမယ်ဆိုရင်ဒီဒုက္ခရောက်နေပြီဒါကြောင့်ခါမှရှိလို့ဖြစ်ချင်တယ်အဲ့ဒီကိုယ်နဲ့မြောက်ပြီးခံစားပါမယ်ဆိုတဲ့ချစ်ချင်းနဲ့တာရှိလို့ကခရင်ဘက်ကနေကြော်နေတာဒီစကားတော့ကိုကဝင်လာမှဆိုတော့တကားကကြီးကိုပိတ်ချလိုက်တယ်ကျွန်တော်ဆင်းရဲဒုက္ခနဲ့ပြည်နေတင်ဒီထဲကိုဝင်လာရင်တင်မှာဒုက္ခရောက်နေတယ်ကောင်းပိတ်ချလိုက်ရင်တော့တင်တဲ့လူပြောက်ဝင်ခံစားမဲ့လူကဘယ်တော့မှမကြော်နေတာဖြစ်အဲ့ဒီလိုပဲကျွန်တော်ကအတူတူမြောက်ဝင်ခံစားပါမယ်ဆိုပြီးမှအတူတူနေခဲ့ပြီးမှတင်ဆင်းရဲဒုက္ခတွေကြုံကြိုက်လာတဲ့အခါမှာဖတ်သွားပါလေကိုနဲ့ပဲအတူတူနေပါလို့တောင်းပန်နေတဲ့ချာတကားပေါက်ကြီးကိုပိတ်ချလိုက်တဲ့ချာမှာပဲဘယ်မှပါလိကြော်ထက်ပါအဲ့ဒီမျိုးအချစ်မျိုးမျိုးကစားရှိတာဖြစ်အစင်ပြင်းနေတဲ့အချိန်မှာတချို့ကရှိနေမယ်အစင်မပြေတဲ့အချိန်မှာဘယ်မှမဖတ်ပါတဲ့ချစ်မျိုးရှိတချို့ကတော့အစင်မပြေပေမဲ့လည်းမဝလာပါနဲ့ဆိုရင်တော့မှကြော်ဝင်လာတဲ့အချစ်မျိုးလည်းရှိတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မျိုးစဉ်းစားလို့ရတယ်ပန်းတဝင်းနော်ပန်းတဝင်းကိုငန်းရလို့ဆိုပြီးမှပြစ်ကူရင်ကျွန်တော်ပြစ်ကူကြလူလိုက်ဒါပေမဲ့လူတယောက်လွမ်းဖို့ဆိုပြီးမှဘယ်သူမှချစ်ခဲ့ကြမှာမဟုတ်အဲ့ဒီပြစ်ခဲ့ဘူးလေအဲ့ဒီပန်းတဝင်းကိုကျွန်တော်တို့ဒီတတိယမရှိခဲ့ကြပြီမဲ့ပြစ်ချစ်ခဲ့ဘူးလေလူတယောက်ကိုတော့လူတယောက်အတွက်ကြောင့်မထိရှာတယ်ဆိုတော့မရှိဘူးလူတိုင်းမှာဒီချစ်ခဲ့ဘူးလေလူတယောက်တိုင်းထိရှာလို့ဆိုတော့ရှိဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုချစ်တယ်ဆိုရင်ကျွန်တော်တို့ကိုဘာလို့ချစ်တာလဲ။ဘာကြောင့်အဲ့ဒီလောက်ချစ်ရတာလဲ။ဘာကြောင့်သူ့ရဲ့ဘာရီတော်သားကိုပေးတဲ့အထိချစ်ရတာလဲ။ကျွန်တော်တို့ကအကောင်းဆုံးလူတွေကျွန်တော်တို့ရဲ့အဆိုးဆုံးသားသမီးကိုတော့မပေးနိုင်တဲ့လူတွေအတွက်မပေးနိုင်ဘူးအဲ့ဒါကိုဘုရားသခင်ကအဆိုးဆုံးတော့ကျွန်တော်တို့ပဲသူ့ရဲ့အကောင်းဆုံးသားကိုပေးတဲ့အထိဘာကြောင့်အဲ့လောက်ချစ်ရတာလဲ။ကျွန်တော်ကောင်းတဲ့လူတွေအတွက်ကျွန်တော်တို့ကအစားထိုးအသိမခံနိုင်ဘူးနော်ဆိုးတဲ့လူတွေကျွန်တော်တို့ယေရှုခရစ်တော်ကအစားထိုးအသိခံဖို့အသင်ဖြစ်နေရတော့အောင်ဘာကြောင့်ယေရှုခရစ်တော်ကကျွန်တော်တို့အဲ့ဒီလောက်ထိချစ်ရတာလဲအားကျွန်တော်စဉ်းစားလို့ဘာကြောင့်အဲ့လောက်ထိချစ်ရတာလဲဆိုရင်သူတို့ကိုယ်တိုင်ခံစင်ထားခဲ့တဲ့သူတွေဖြစ်နေခဲ့လို့ဖြစ်တယ်သူတို့ရဲ့အစီအစဉ်ထဲမှာအမြဲတမ်းအတူတကွနေထိုင်မယ်ဆိုတဲ့အစီအစဉ်ရှိခဲ့လို့ဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ကိုအဲ့ဒီလောက်ထိချစ်နေရတာဖြစ်တယ်။ဒါကြောင့်အဆုံးရှုံးမခံနိုင်ဘူး။ဘယ်သူ့ကိုမှဘုရားသခင်ကအဆုံးရှုံးမခံနိုင်ဘူးလို့ကျွန်တော်ပြောနေတာဖြစ်တယ်။အဲ့တော့ဘုရားသခင်ရဲ့မေတ္တာတော်ကိုကျွန်တော်ကြည့်တဲ့အခါမှာသူကကောင်းကိုမခွဲခြားဘူး။အားလုံးပုံမှာနေကိုပူစီတယ်။အားလုံးပုံကသူကမိုးကိုရွာစီတယ်လို့လူက6ကျွန်တော်တို့36မှာကျွန်တော်တို့ပေါ်ပြတယ်။
အဲ့တော့မတန်58မှာဆိုကောင်းကင်ဘုံနဲ့ရှိတော်မူသောတင်တို့အပသည်စုံနေတော့မူသည့်နည်းလိုတင်တို့တည်တဲ့စုံနေခြင်းရှိကြတယ်ဘုရားသခင်ကစုံနေဘုရားသခင်ကညတာဘသူ့ဘုံမှာခွဲခြားခြင်းမရှိဘူးကျွန်တော်တို့ဒီအချင်းချင်းချစ်ကြဖို့ပြောတဲ့အခါလည်းကျွန်တော်တို့ဒီလိုတချို့အယူဆငါတို့ရဲ့အချင်းချင်းပဲငါတို့ယဉ်ကျေးသူချင်းချင်းပဲငါတို့အမျိုးအနွယ်တူငါတို့ချင်းဆိုတာငါတို့ချင်းချင်းပဲငါတို့ကချင်းဆိုငါတို့ကချင်းချင်းပဲငါတို့ဗမာဆိုဗမာချင်းချင်းပဲကျွန်တော်အဲ့လိုတချို့လွယ်ပါဆိုတာနားလည်ပါတယ်ရှိအဲ့တော့တေချာပြောတဲ့အခါမှာယူလက်အနာတော်ဘာလို့ပြောအဲ့ဒီအနာတော်ဝမ်းနေရာမှာဒီလိုဆိုဖြစ်တယ်ဘယ်သူပဲဖြစ်ဖြစ်ဘုရားသခင်ဒီကောင်းတော့သူမကောင်းတော့သူဖြောင်းတော့သူမဖြောင်းတော့သူကနေကိုပူစီတယ်မိုးကိုရွာစီတဲ့ကဲ့သို့ပဲကျွန်တော်တို့မြည်သူ့အပေါ်မှာမဆိုခွဲခြားမှုမရှိပဲခုနယေရှုပြောသလိုကိုအမျိုးပဲဒါမှမဟုတ်ကိုယ့်ဘုံမှာကောင်းတဲ့လူပဲကိုယ့်ကိုချစ်တုံပြုတ်နေမယ်ဆိုရင်ဘာဆန်းလို့လဲဘာကျေးဇူးရှိတဲ့လူတိုင်းလုံးနိုင်တဲ့အရာဖြစ်တယ်မင်းတို့ကဘုရားခင်တာသမီဖြစ်တဲ့စုံလင်တော်သူဖြစ်တယ်စုံလင်ဖို့ဆိုရင်ဘာလို့အဲ့ဒါလဲကျွန်တော်တို့ထဲမှာကျွန်တော်တို့အားနဲ့တော့ဖြစ်တယ်။ဒါဆိုရင်ဘာလို့အဲ့လဲကျွန်တော်တို့ထဲမှာအဲ့ဒီစုံလင်သောအရှင်သားတော်ယေရှုခရစ်တော်အဲ့ဒီအကဘေမိတာကိုပိုင်ဆိုင်ထားသောသူတင့်ထဲမှာလာရောက်ကျင်းမှုပြီးမှတင့်အတ္တထဲမှာသူကိုယ်တိုင်အုပ်ဆိုးသွမ်းမှုပြီးမှသူကိုယ်တိုင်ဦးဆောင်လမ်းပြတဲ့အချိန်မှသာလေကျွန်တော်တို့ဒီအဲ့ဒီအရာကိုလောက်လာနိုင်တယ်ဆိုတော့ဖြစ်တယ်အဲ့တော့ကျွန်တော်ဥပမာနဲ့ပြောပြချက်ဝတ်ရွာကိုရက်ကွက်ခုလူပြောက်ကပြောင်းလာလမ်းတိတ်မှာရှိတဲ့ဈေးဆိုင်မေးတယ်မင်းတို့ရက်ကွက်မှာချစ်ချင်းမြတ်တာရှိရဲ့သူတွေရှိသလားဒီလူကြီးတဲ့သူတွေရှိလားသူမေးတဲ့အခါမှာအဲ့ဒီအမျိုးသမီးကပြန်မေးတယ်ဦးလေးကူလာခဲ့တဲ့ပြောင်းခဲ့ဒီမပြောင်းတာဒီနေခဲ့တဲ့ရက်ကွက်မှာရောအဲ့ဒီအလူတွေကချစ်ချင်းမြတ်တာရှိသလားသူညီတဲ့သူတွေဟုတ်သလားလို့မေးတယ်ငါနေတဲ့ရက်ကွက်ကလူတွေတယောက်မှချစ်ချင်းမြတ်တာမရှိဘူးတယောက်မှသူညီတဲ့သူတွေမဟုတ်ဘူးလို့ပြောတယ်အဲ့လိုပြောတဲ့အခါမှာဒါဆိုရင်ကျွန်တော်တို့ရက်ကွက်မှာလည်းတယောက်မှချစ်ချင်းမြတ်တာရှိရတဲ့တယောက်မှသူညီတဲ့သူမရှိဘူးပြန်ပြီးတယ်တော့တယောက်ပြောင်းတော့လည်းရက်ကွက်ပြောင်းလာတယ်ကျွန်တော်တို့ဘောနော်ကိုပြောင်းဒီပြောင်းဒီမှာကျွန်တော်တို့တရားဝင်ကြည့်လို့စက်ကနေလုပ်ရတယ်အဲ့လိုပဲပြောင်းလာလူကြီးတွေကလည်းအဲ့ဒီအမျိုးသမီးကိုပြန်မေးတယ်။ဘာဒီရက်ကွက်ကိုပြောင်းလာတာလေတို့ရက်ကွက်မှာချစ်ချင်းမြတ်တာရှိတဲ့လူရှိသလားကိုညီတဲ့တတ်တဲ့လူရှိသလားလို့မေးပြန်တဲ့အခါမှာအဲ့ဒီဆိုင်ရှင်ကဘာပြောလဲဆိုတော့ဦးမပြောင်းလာခင်နေကြတဲ့ရက်ကွက်မှာရောအဲ့ဒီလိုမျိုးချစ်ချင်းမြတ်တာရှိတဲ့လူရှိသလားကိုညီတတ်တဲ့လူရှိသလားလို့မေးတဲ့အခါဟာကျွန်တော်နေကြတဲ့ရက်ကွက်ကလူတွေကတော့ချစ်ချင်းမြတ်တာရှိတယ်ကိုညီတတ်တယ်လို့ပြောတဲ့အခါဒါဆိုရင်ကျွန်တော်တို့ရက်ကွက်မှာလည်းချစ်ချင်းမြတ်တာရှိတဲ့လူရှိပါတယ်ကိုညီတတ်တဲ့လူရှိပါတယ်လို့ဖြေလိုက်အဲ့တော့အခုကကျွန်တော်တို့ကတော့တော့မရှိဘူးလို့ဖြေပြီးပါဒီနောက်တစ်ယောက်ကိုကြည့်နေမှာတော့ဖြေအဲ့ဒီသူရဲ့ဟိုပါပဲမူတည်ရဲ့သူရဲ့အိမ်ပဲဖြစ်တယ်အဲ့ကိုယ်တိုင်ကမကောင်းတဲ့အခါမှာတခြားသူတွေကအကုန်လုံးကြော်တော့မကောင်းဘူးလို့မြင်လိုက်တာဖြစ်ကိုယ်တိုင်ကကောင်းတဲ့အခါမှာတခြားသူကကောင်းတယ်လို့သူမြင်ပေးလိုက်တဲ့အခါမှာဒီရက်ကွက်ကလည်းတင့်အတွက်ကောင်းတဲ့အရာပဲဖြစ်လာမယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့မတ်တဲမှာကျွန်တော်ဒီကောင်းရောက်ကျွန်တော်တွေ့နေတာဖြစ်တယ်။ဘာလို့ခုနေမှာရှိတယ်နော်။ဘာလို့ခုနေတိုင်းလက်လောက်ရှိတယ်။ဆိုတော့ကိုကျူးတဲ့အတိုင်းဖြစ်တာကိုအချင်းချင်းပြီးတဲ့တင်းပမာဏအတိုင်းကြံရမယ်လို့ပြောတဲ့ဒီကြောင်းရပြောချင်တယ်။အဲကျွန်တော်တို့ထဲမှာအဲ့ဒီချင်းမြတ်အရှင်ကိုကျွန်တော်တို့ဒီခေါ်ပေးလက်ခံမထားသေးဘူးဆိုရင်ပြန်လို့ချင်းတယ်။တဲ့ပေါ်မှာစောကားလာတဲ့ဒီကိုတင်ကပြောလိုက်ဟုတ်တင်းပေါ်မှာအနိုင်ကျင့်တဲ့ဒီကိုကျွန်တော်တို့ကဆက်ပြီးချစ်နေနိုင်မှာမဟုတ်ဘူးကျွန်တော်တို့အားဖြင့်တော့မတတ်နိုင်ဘူးသို့တော်ကျွန်တော်တို့ဒီခရစ်တော်အားဖြင့်တော့တတ်နိုင်တာဖြစ်တယ်ဆိုတော့ပြောကြတာဖြစ်တယ်အဲ့တော့စာလံတရားနဲ့တုံအခန်းရဲ့စိတ်ကနေဆက်လေးကိုကြည့်မယ်ဆိုရင်ဒီထဲမှာဘုရားသခင်ရဲ့သဘောတရားလေးကိုပေါ်ပြဘုရားသခင်ကယူနာနဲ့ပြည့်တယ်ဘုရားဖြစ်တယ်နော်ကျွန်တော်တို့အကောင်းဆုံးနေလို့ဒီထဲမှာကျွန်တော်တွေ့ရတာဖြစ်တယ်ကျွန်တော်စီးဖြစ်တော့ဆိုတော့ကျွန်တော်ပြောတော့ဘုရားသခင်ရဲ့ဘောတဘာဝကိုတရားဆာလတရားတော့အခါရှိကလည်းစလေးကိုဖိုင်တွေ့မယ်ပြီးရင်ကျွန်တော်တို့ဒီရမယ့်မိသားစုကအခန်းကြီး3အခန်းငယ်7ကိုကြည့်တဲ့အခါမှာဘုရားသခင်ကတဲ့ကျွန်တော်တို့ကိုအယံကြုံလာရှိကြုံလာတော့မကုံတော့ကြပါလို့ဒီဆုံးရှုံးခြင်းကိုမရောက်တဲ့နေရာကြ
နေတဲ့တယူနာအတိခံစားရဆိုတဲ့အခါမှာဘုရားသခင်စီမလာတဲ့တယူနာတော့မကုန်ဘူးလို့ပြောတာဖြစ်ပုံသာကုန်သွားရင်ကျွန်တော်တို့ကဆက်ပြီးတနာဆရာကောင်းတာဟုတ်တယ်အဲ့တော့ဘုရားသခင်ကဘာကြောင့်ကျွန်တော်တို့ကိုချစ်ရတာလဲဆိုရင်ကျွန်တော်တို့ရဲ့သားသမီးတွေကိုကျွန်တော်တို့ဘာကြောင့်ချစ်ရတာလဲမေးဖို့ပဲဟုတ်ဘူးကျွန်တော်တို့သားသမီးတွေကချစ်ဖို့ကောင်းလို့ကျွန်တော်တို့ချစ်နေတာမဟုတ်ဘူးချစ်စရာတခွင့်မှမကောင်းဘူးအကားရဲ့တစ်ချက်မှကောင်းမကောင်းဘူးခိုင်းတာလည်းလုံးချင်မှလုံးတာအဲ့တော့ပုံမှန်ကြည့်တယ်ဆိုရင်ကြည့်တယ်ကျွန်တော်တို့ကြိုက်တဲ့ပုံစံအငွေပေါ်ကြဝင်လာတာခုအနေငယ်တော့ကဘယ်လိုလဲရောတာဖြစ်ဒါဆိုရင်ကျွန်တော်တို့ချစ်လာလို့မရရင်ချစ်ဒါမှမဟုတ်တော့ချစ်ဖို့ကောင်းလာဆိုရင်ကောင်းမှုဒါပေမဲ့ချစ်တယ်ဘာကြောင့်ချစ်လဲကိုသားသမီးဖြစ်နေလို့ကိုချစ်တာအဲ့တော့ဘယ်သူပဲကိုငွေထားတဲ့သမီးကမျိုးလုံးပဲဆောင်းနော်နှာခေါင်းပဲချုံနှာခေါင်းပဲတုံအရက်ပဲပူဘလို့ပဲချောင်းကိုမျက်စိထဲမှာလားကိုမျက်စိထဲမှာချစ်တယ်အဲ့ဒါကိုငွေထားတဲ့ကိုသားသမီးဖြစ်လို့ကိုချစ်တယ်လာတယ်ဒီလိုပဲဆရာခင်ကလည်းသူဖန်ဆင်းထားခဲ့တဲ့သူ့ရဲ့သားသမီးဖြစ်နေလို့ကိုချစ်စရာမကောင်းတဲ့ကိုကျွန်တော်တို့ချစ်နေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီချစ်စရာကောင်းလို့ချစ်နေတာမဟုတ်ဘူးချစ်စရာတမန်ကောင်းလို့တော့ဘုရားခင်ကျွန်တော်တို့ချစ်နေစေဖြစ်တယ်ချစ်နေတော့လည်းဖြစ်တယ်ပျော်လင့်နေတော့လည်းဖြစ်တယ်ဘယ်သူဦးတယောက်ကိုမှသူဒီငရေပေါ်လို့ရတာပြင်လို့မရှိဘူးဆိုတော့တွေ့ရတယ်အဲ့တော့ကျွန်တော်ဒီယေရှုခရစ်တော်ပြောပြတဲ့ဥပမာလေးတစ်ခုကိုပြောပြီးရင်ကျွန်တော်အဆုံးသတ်မှာဖြစ်တယ်။အဲရှိလူကခန်းကြီး15အခန်းငယ်7ကနေ23မှာရှိတဲ့ကြောက်တော်အားရဲ့အကြောင်းလေးကိုပြောပြချင်တယ်။အဲဒီတော့ဒီသားနှစ်ယောက်ရှိတယ်။တယောက်ကငွေတောင်းတဲ့အခါမှာငွေကိုပေးပြီးသူယူပြီးထွက်သွားလိုက်တယ်။ပတ်သက်လိုက်တဲ့အခါမှာစိတ်ချိတ်ပျော်ပါတယ်ပျော်မွေးတယ်ပြီးရင်သူ့ကိုသွားတယ်။ငွေကုန်သွားတဲ့အခါမှာသူ့မှာဘယ်သူမှပေါင်းတဲ့မရှိတော့ဘူးငွေရှိတဲ့ချိန်မှာသူ့နောက်မှာချွေရနေအများကြီးပဲသူ့မှာပေါင်းတဲ့အများကြီးပဲနောက်သူ့ကိုပြရခဲ့ပေးမဲ့သူရခဲ့ပေးမဲ့သူဝိုင်ခဲ့ပေးမဲ့သူအများကြီးပဲသူ့ကိုအစိတ်ခံမဲ့သူတွေအများကြီးပဲလို့တော့သူ့မှာလည်းဂျက်မှမရှိတော့တဲ့ချိန်အဲ့မှာပြတ်တာစားအဲ့တော့ပြောတာလေကျွန်တော်တို့နော် hungry stomach empty rawness ပေါ်ပါတယ်သင်္ကန်းစာကောင်းဆုံးပေးတဲ့အချိန်ဖြစ်တယ်လို့ပြောတာပဲအဲ့ဒီချိန်မှာဘာသင်ခြင်းမရှိဘူးအဲ့ဒီချိန်ရောဘောတော့ဆိုဝတ်ကြောင်းလာပေါ်တယ်ဝတ်ကြောင်းလည်းဝတ်စာကိုလူစားခြင်းနဲ့ချိန်ဖြစ်လာတဲ့အချိန်မှာသူတတိယတော့ငါအဖေအိမ်မှာနေတဲ့သူတွေတော့အလုသမားတွေတော့ဝတ်စာစားရငါမူတော့အလုံးဝခံရဒါဆိုရင်ငါအဘအိမ်ကိုငါပြန်တယ်ငါကြုံမဲ့လို့ငါဘိုင်မှာကြုံလိုက်တော့ဝတ်အောင်စားရတယ်ဒီကွာဖြစ်တဲ့အတွက်ဘာအိမ်ဆိုင်ပြန်မယ်ဆိုတော့သူကအဲ့ဒီအတွေးဝင်လာတာနဲ့အဲ့ဒီနောင်တရရတာနဲ့ချက်ချင်းအကောင်ပြန်ပေါ်လာတော့တွေ့ရချက်ချင်းအဖေဘက်ကိုပြန်လိုက်ချက်ချင်းပြန်သွားတယ်ပြန်သွားတဲ့အခါမှာထူးဆန်းတဲ့အရာကိုတော့အဲ့မှာစတွေ့ရအဖေကအဝေးကနေကြည့်ပြီးမြင်နေတော့ပြီးတယ်လို့ပြောတာပဲအဲ့တော့အဖေကအဝေးကကြည့်ပြီးတော့မြင်နေဆိုတော့ခါကြတော့သူသားထွက်သွားတော့တောင်ကြာသွားပြီလေဆိုတော့ကျန်းစာထဲမှာပြည့်ကြကြမရေးထားဘူးတော့သူ့အဖေကသူသားအဝေးကလာတော့မြင်တယ်လို့ပြောတဲ့အခါမှာအဲ့တင်းတဲ့ကျွန်တော်ဆက်တွေးရမယ်ဘာဖြစ်အဲ့သူသားအဝေးကလာတော့မြင်တယ်ဆိုတော့သူ့ဖေကနေ့တိုင်းထွက်ပြောနေတယ်အဖေကနေ့တိုင်းထွက်ပြောနေလို့ဟာတာပဲချင်းပြလာမယ်ဆိုနေ့တိုင်းထွက်ပြောနေလို့သူကမြင်တယ်လည်းဘာလို့လဲသူသားကမမိဘူးဆိုတာပြေးတဲ့အခါကျဘုရားတွေ့ရတယ်သူဝိတ်ဖက်ပြီးမှဘာမှစကားမပြောအတင်းသူတောက်ဖက်ပြီးနန်းရှော့လိုက်အဲ့ဒီမှာသားကဘာပြောလဲဆိုတဲ့အခါကျကျွန်တော်ကိုရောဘယ်လိုကြားတယ်ကိုရောပြင်မာပြီးကျွန်တော်ကြုံမဲ့လို့ရစီပြောတဲ့အခါမှာတလုံးဝကြောင်းတော့လောက်နေဆိုနေတဲ့သူအဖြစ်သားရိုက်ထုတ်ချင်တဲ့ကောင်းတဲ့သားမို့ဒီကချစ်တယ်ဆိုတော့တွေ့ရခွင့်လို့တယ်တွေ့ရဝိတ်ဖက်တယ်ဆိုတော့တွေ့ရနန်းရှော့တယ်ဆိုတော့တွေ့ရပြီးပြီးမှပြီးဥတို့ပြုတ်တယ်ဆိုတော့တွေ့ရပြီးတဲ့အခါမှာဘာလို့လဲဆိုရင်ခြေလေးကိုယူခဲ့စီးစီလက်စုပ်ကိုယူလက်စုပ်ပေးလိုက်ဝိတ်ကိုယူခဲ့ဝိတ်ပေးလိုက်အဲ့ဒါဘာလဲဆိုရင်သူတို့ရဲ့ထုံးတန်းစင်လာရတားဆိုရင်တားဝေးရတယ်ဝတ်စုံရှိကြုံဝေးရတယ်ဝတ်စုံရှိလက်စုပ်စွတ်တိုင်းခွင့်အားဆိုတာရှိအဲ့ဒီလက်စုပ်စွတ်ထားတာနဲ့အဲ့ဒီကြုံရနာခံရအဲ့ဒါလက်စုပ်ပြဆုပ်ပေးတယ်ချီနေပေးတယ်ဝေးုံပေးရတဲ့အခါမှာ तू က automatic အဲ့မှာရှိတဲ့
ငယ်သားတွေသူ့ရဲ့အစီအကံကျော်တွေကသူ့ကိုပြန်ပြီးမှသူ့တတိယအားအပြင်လက်ကသူ့ခိုင်းတာသူ့ရှိမှပြောင်းရတာဖြစ်အဲ့လိုမျိုးအခွင့်အာဏာကိုချက်ချင်းပြန်ရတော့ထိုက်တယ်လို့ဆိုရတယ်တစ်ချက်မှထိုက်ပြတာမဟုတ်ကောင်းလားတစ်ချက်မှမကောင်းဘူးမသိခင်အငွေကောင်းပြီးမှဥစ္စာပစ္စည်းကိုဖုံးပြီးပြန်လာတဲ့ကောင်ဖြစ်တော့တော့အပေးပြီးပြောတယ်အဲ့ဒီမှာသူ့သားကြီးကောင်ပြန်လာအဲ့ဒီမှာစီအောင်တွေးထားတဲ့နွားကိုတတ်ပြီးမှပွဲလုပ်တယ်လို့ပြောတယ်ကြီးကောင်ကပြန်လာတဲ့အခါမှာဟာပြည့်နေရတဲ့အိမ်မှာတော့ရုံးတော့တကားကားနဲ့အဲ့မှာနေရာတစ်ယောက်ကပြောတယ်ကိုတခင်ရဲ့ညီပြန်လာပြီအမတခင်ကအားပြပြန်တင်လာပြလိုက်ပြီတကယ်ဆိုရင်မရထုံးတန်းစင်လာတလေးထုံးတန်းစင်လာဥပဒေရမရသူကအငွေယူသွားပြီးတာအငွေပြဆွလုပ်ပြီးတာအားပြပြန်လာပြီးလက်ခံစရာတောင်းရှိတယ်တိုးတော့အဲ့ဒီအရာကိုကြော်လို့ပြီးမှပြည့်ရအရာလောအရာသူဒီကာမဖြစ်ထိုက်တော့ဘူးသူတော့အဖေရဲ့မေတ္တာအဖြစ်ပြည့်လို့ကြည့်ရပြီအားပြန်ရဒါအလုံးမဖြစ်တယ်အဲ့တော့အကိုကဘာပြောလဲဆိုတော့တာတယ်စိတ်ဆိုးအင်ဂျင်ကိုလာအဲ့တော့အဖေပြည့်တယ်ဆိုတာဒီသားကြီးရောက်လာတယ်အဲ့ထဲမှာဝင်လာတော့တက်တွေ့ဘာဖြစ်တာလဲဆိုတော့ကျွန်တော်အဖေနဲ့အဖေနေခဲ့အဖေခိုင်းတာအကုန်လုပ်ခဲ့အဖေရဲ့အလိုအကုန်လုံးကျွန်တော်လုပ်ဆောင်ပေးခဲ့ဒါပေမဲ့ကျွန်တော်စိတ်ကလေးကောင်တော့တက်ပြီးတော့ကနေရင်းနဲ့ကြော်ဝိတ်ကိုရအဖေလုပ်ပေးခဲ့အဖေရဲ့အဝေးကိုယူစိုးတော့ပြည်စားလေးနဲ့နေစိုးတော့ရှိတာကုန်မှပြန်လာတဲ့သူအတွက်ကြတော့အဖေကသူ့ကိုတွေးတဲ့အောင်နဲ့တက်ပြီးမှပွဲလုပ်ပေးတယ်ဆိုတော့ဒီမှာမခံနိုင်တော့အဲ့တော့အဖေကပြောလဲဆိုငါမင်းရဲ့ညီလေးငါ့တားငယ်တာအထက်ကပြောက်အခုတွေ့အထက်ကတေးအခုရှင်ပြန်သူပြောတယ်အဲ့ဒီလိုပြောသွားတဲ့အခါမှာကျွန်တော်တို့လူတော်များများကအစဉ်းစားတဲ့ချိန်တားငယ်အတွက်ပဲလို့ထင်အဲ့ဒီသူ့အဖေပြောသွားတဲ့စကားတွေဒီကိုနောက်ဆုံးပဲဖြစ်တယ်ဒီလိုစဉ်းစားဖို့လာတော့ဒီအဲ့ဒီတော့အဲ့ဒီအဖေကဘာပြောလဲဆိုမင်းကငါနဲ့အတူတူရှိတဲ့အတွက်ငါမှပိုင်ဆိုင်တဲ့အရာအလုံးကြီးသိအပိုင်ဖြစ်တယ်အဲ့ဒါကိုမင်းအဖေနာမအစင်အပြန်ရှိခဲ့ပြီမဲ့သူ့ညီလေးရောက်လာတဲ့အချိန်မှာကိုကပြန်တွေ့သွားပြီကိုကပြန်ရှင်သေးတာကလည်းပြန်ရှင်သွားပြီသူကရှင်နေကားလည်းပြန်သေးသွားတယ်သူကရှိနေရတယ်ပြန်ကြောက်သွားဘာဖြစ်လို့လဲဆိုတော့ကိုကခဏလေးကျွန်တော်တို့အဲ့ဒါဖြစ်နေတာတက်တာကိုကိုလည်းဘုရားဆောင်လေးကိုရောက်တယ်ကိုကိုလည်းပြည့်ရအသက်တာထဲမှာရှိနေတယ်ဒါပေမဲ့ကိုကိုလည်းကြောက်တော့အားဖြစ်တော့ကိုကိုလည်းလည်းမဖြစ်တာလေတည်နေတဲ့သူဖြစ်တယ်ဒီလိုမျိုးကျွန်တော်မဖြစ်ဖို့ရအတော့အရေးကြီးတာဖြစ်တယ်ဒါတော့ကြောက်တော့ကားလို့အဲ့မှာပြောလိုက်တာနဲ့အငြင်းပြောတဲ့ကိုကျွန်တော်မြင်လို့မရအဲ့ဒီအကြီးတော်တက်လို့အနားမှာရှိနေနေတယ်ကြောက်နေတာဖြစ်တယ်ဘယ်အချိန်မှလဲဆိုရင်အဲ့ဒီစိတ်ဝင်သွားတဲ့အချိန်ညီလေးကိုအောက်ချီပေးလိုက်တဲ့အချိန်ဒီထဲမှာခံနိုင်တဲ့အဲ့ဒီမနာလိုတဲ့စိတ်ဝန်တိုတဲ့စိတ်အားဖြင့်အဲ့ဒီချိန်မှာသူကိုယ်ကြောက်တာဖြစ်သူကိုယ်တည်သွားတာဖြစ်ဒါကြောင့်ဒီအရာကကျွန်တော်ဒီချစ်တော်အုံမျိုးစလုံးကနေကျွန်တော်နားလည်လို့အဲ့တော့ဘုရားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တယ်အကဘေမေတ္တာရှင်ဖြစ်တဲ့အခါမှာသူ့ကိုမှပြောင်းခံနိုင်ဘူးတာကြီးကိုသူအပြောင်းမခံနိုင်ဘူးတားငယ်ပြန်လာတာကိုတော့ခွင့်လွှတ်တယ်ဆိုတဲ့အချင်းမျိုးကိုကျွန်တော်တို့ဒီနေ့တွေ့ရဖြစ်တယ်အဲ့တော့ဒီအရာဒီကျွန်တော်တို့တကယ်ခရိယာအသက်တာထဲမှာဘုရားသခင်ကခွင့်လွှတ်ခြင်းဘုရားသခင်ရဲ့နော်ချစ်ချင်းမေတ္တာကိုပေါ်တဲ့အခါမှာအကောင်းဆုံးသောဥပမာဖြစ်တယ်ဒါဒီနေ့တယောက်ချင်းစီတိုင်းလည်းကျွန်တော်တို့ဒီအရာကိုကျွန်တော်တို့နားလည်တယ်လို့ကျွန်တော်ပြောနေတယ်အားလုံးကကျွန်တော်တို့တက်ပို့ပြီးမှနားလည်တဲ့သူတွေရှိတာဖြစ်တယ်ရင့်ကျက်တဲ့သူတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီလောက်ပြောရင်ပို့ပြီးမှနားလည်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒါကြောင့်ယေရှုခရစ်တော်ပြောတဲ့အရာကိုကျွန်တော်တို့တတိယရအောင်ကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အချင်းချင်းတယောက်ကိုတယောက်ချစ်တယ်ချစ်နိုင်ဖို့ရန်သူကိုချစ်နိုင်ဖို့ဆိုရင်ကျွန်တော်တို့အထဲမှာအဲ့ဒီမေတ္တာရှိကျွန်တော်တို့လည်းအမြဲတမ်းတူတွေးပြီးမှရှိနေလို့ရှိဖို့လိုဖြစ်တယ်ကျွန်တော်တို့ရောက်ချင်းဒီတိုင်းဆင်းရဲဒုက္ခတွေကျွန်တော်တို့ကြုံနေတယ်ပြဿနာမျိုးစုံတွေကိုကြုံဖို့ရန်အတွက်လောကကြီးမှာအသက်ရှင်တဲ့အခါမှာအဲ့ဒီတက်ကိုတက်ဖို့ကျွန်တော်တို့ဒီ register လို့ဆရာမလို့ဝင်ခွင့်ဖြစ်နေရမှာပဲလူတိုင်းတဲ့ရတဲ့တက်ကိုဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်အောင်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဒီအောင်လို့ဖြစ်လာတယ်
ပြောချင်တာဖြစ်တယ်ရောက်ချင်းကြည်လိုက်ဆိုတော့အော်ခီရှိပါစေကျွန်တော်တို့ဒီနေ့ဘုရားခင်ကျွန်တော်တို့နဲ့အတူရှိတယ်အဲ့ဒီချင်းလေးတာရှိအောင်ကျွန်တော်တို့နဲ့အတူရှိတယ်ကျွန်တော်တို့ကတော့ဆုံးသတ်ခြင်းဆင်းရဲဒုက္ခတွေခံနေရရင်လည်းကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဆက်ပြီးမှချိတ်ဆက်ပြီးအောင်ဆရာမတို့ကျွန်တော်ကိုညီတောင်းတာဖြစ်တယ်